အားလုံးပဲမင်္ဂလာပါကျွန်တော်ကဖြူစင်စိန်ရွှေနာဆိုင်ရဲ့ founder ဦးစန်းလင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောကြားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ကမြန်မာအခေါ်အဖြစ်ပဲရည်တွေပေါ့ပဲရည်တွေရဲ့နောက်ပြီးတော့ရင် percentage နေနဲ့ဘလို့ကျွန်တော်တို့ကပြန်ပြီးတော့တွက်လဲပြီးတော့ရင်ကျွန်တော်တို့က current အနေနဲ့ကျွန်တော်တို့ကဘလို့ conversion ဖြစ်လဲဆိုတော့သူ့ရဲ့တစ်ခုနဲ့တစ်ခုဆက်သွယ်ပုံလေးတွေကိုကျွန်တော်ပြောကြားပေးမှာဖြစ်ပါတယ်အဲကြောင့်တော့ပဲရည်အနေနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကဗာလဲဆိုတော့မြန်မာပြည်မှာကျွန်တော်တို့ကပဲရည်ဖြစ်နေကျွန်တော်တို့ကသုံးကြပါတယ်ဥပမာအပြင်ကျွန်တော်က16ပဲရည်15ပဲရည်14ပဲရည်73ပဲရည်12ပဲရည်စသဖြင့်ကျွန်တော်တို့မှာပဲရည်တွေနဲ့ကျွန်တော်တို့ကမြန်မာအခေါ်အဖြစ်ခေါ်ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကဥပမာကျွန်တော်တို့ဒီဘန်ကောက်လိုဟာမျိုးထိုင်းလိုဟာမျိုးပေါ့အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က percentage နဲ့သူတို့ရဲ့အထည်တွေမှာကျွန်တော်တို့ကတွေ့ရပါလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ကအနောက်နိုင်ငံတွေပေါ့ဥရောပနိုင်ငံတွေဟာမျိုးဆိုရင်ကျွန်တော်တို့ရဲ့အထည်တွေကိုအဲ့ဒီအထည်တွေကိုကြီးလိုက်တဲ့အခါမှာသူတို့က current အနေနဲ့သူတို့ကရိုက်ထားတာတွေတွေ့ရပါလိမ့်မယ်အဲကြောင့်တော့သူကလည်းသူပဲရည်ပဲရိုက်ဒါမှမဟုတ်ကျွန်တော်တို့က percentage နဲ့ပဲရိုက်ဒါမှမဟုတ် current နဲ့ပဲရိုက်ကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုဘယ်လိုပဲရိုက်ဒီဟာဒီကျွန်တော်တို့မြန်မာ user အပြင်ဒီဟာဘယ်လောက်ပဲရည်ဆိုတာကျွန်တော်တို့သိရပါမယ်အဲကြောင့်နောက်တစ်ခုကဘာလဲဆိုတော့အဲ့ correct ဆိုတဲ့ဟာမှာကျွန်တော်ပြောချင်တာက KARAT နဲ့ CARAT correct မတူပါဘူးစိန်တယ်မှာဆိုရင်သူ့ရဲ့အလေးချိန်အပြင်သူ့ရဲ့ unit ကိုကျွန်တော်တို့က CARAT correct နဲ့သုံးပါတယ်ကျွန်တော်ရွှေတွေမှာကျတော့ KARAT correct နဲ့ကျွန်တော်တို့သုံးတာတွေ့ရပါလိမ့်မယ်အဲကြောင့်အဲ့ဒီဟာလေးကတော့ကျွန်တော်တို့ကကွဲလွဲတဲ့အကြောင်းအရာလေးကိုကျွန်တော်ထပ်ပြီးဆွေးနွေးတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ကပထမပဲရည်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က16ပဲရည်ပေါ့ပြီးတော့ရင်15ပဲရည်ပေါ့ပြီးတော့ရင်14ပဲရည်73ပဲရည်12ပဲရည်အဲ့ဒီဟာလေးကိုပထမဆုံးကျွန်တော်တို့ကဒီဘက်မှာတစ်ခုတန်းစီကြည့်လိုက်ပါပြီးသွားရင်ကျွန်တော်တို့ကဘာကိုအဓိကမှတ်မလဲဆိုရင်ကျွန်တော်တို့က16ပဲရည်နဲ့ 100% 24 carat ဆိုတဲ့ဟာဒီကျွန်တော်တို့ကသိထားမယ်အဲကြောင့်ကျွန်တော်တို့ကစဦးဆုံးကျွန်တော်တို့စတင်ရမယ့်ဟာဒီ16ပဲရည် 100% 24 carat ဆိုတဲ့ဟာကိုကျွန်တော်တို့ပထမတစ်ခုကကျွန်တော်တို့သိထားပါမယ်ပြီးတော့မှကျွန်တော်တို့က16ပဲရည်ပြီးတော့ဒီဘက်က15ပဲရည်ပေါ့အဲကြောင့်15ပဲရည်ဆိုရင်ကျွန်တော်တို့ကဆိုတော့ percentage အနေနဲ့ကျတော့ကျွန်တော်တို့ကဒီ 100% ကနေ 6.25 ဆိုတဲ့ percentage ကိုနှုတ်ကြည့်လိုက်ပါဒါကြောင့် 93.75% ဆိုတဲ့ဟာဒီအဲ့ဒါ15ပဲရည်ကိုပြောတာcorrect အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့က 24K ဆိုတဲ့ဟာနေ 1.5 carat ကိုကျွန်တော်တို့ကနှုတ်ကြည့်လိုက်တဲ့အခါမှာ 22.5 carat ဆိုတဲ့ဟာအဲ့ဒါဒီပါလဲဆိုရင်15ပဲရည်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီဘက်ကအရေးကြည့်ပြီးတော့မှ15ပဲရည်ကနေမှဒီဘက်ကနောက်တစ်ရည်ထပ်ပြီးတော့တစ်ဆင့်ဆင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒါ14ပဲရည်ပေါ့ဒါဆိုရင်14ပဲရည်မှာလဲကျွန်တော်တို့ကဆွမ်းနာက15ပဲရည်မှာရှိတဲ့ 93.75 ဆိုတဲ့ဟာလေးကို 6.25% နှုတ်ကြည့်လိုက်ပါအဲ့ဒါဆိုရင် 87.5 ဆိုတဲ့ percentage ဒီ14ပဲအရေးအတွက် percentage ဖြစ်ပါလိမ့်မယ်နောက်တစ်ခုကဒီဘက်က current နဲ့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်း 22.5 carat ဆိုတဲ့ဟာကို 1.5 carat နှုတ်ကြည့်လိုက်ပါအဲ့ဒါဒီ21 carat ဆိုတဲ့ဟာဒီ14ပဲရည်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီဘက်ကမြန်မာအရေးအနေနဲ့ဒီဘက်ကပဲရည်အနေနဲ့73ပဲရည်နောက်တစ်ဆင့်ထပ်ကြည့်မယ်ဆိုရင်စောနာက 87.5% ဆိုတဲ့ဟာကိုကျွန်တော်ကနောက်ထပ် 6.25% နှုတ်ကြည့်လိုက်ပါ81.25% ဆိုတဲ့ဟာကြီးရပါလိမ့်မယ်အဲ့ဒါဒီ73ပဲရည်ကိုညွှန်တာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီဘက်က carat အနေနဲ့ကြည့်မယ်ဆိုရင်လည်း21 carat ဆိုတဲ့ဟာဒီ1.5 carat ကိုနှုတ်ကြည့်လိုက်ပါ19.5 carat ဆိုတဲ့ဟာဒီ73ပဲအရည်ကိုညွှန်တာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်12ပဲရည်ကျွန်တော်တို့12ပဲရည်ဆိုတော့ကျွန်တော်တို့အရင်ဗီဒီယိုမှာလည်းပြောပြီးသားအဲ့ဒါကြောင့်12ပဲရည်ကျွန်တော်တို့ကသိကျင်နေဆိုရင်စောနာ73ပဲရည်မှာရှိတဲ့ 81.25 ဆိုတဲ့ဟာကနေ 6.25% ကိုကျွန်တော်တို့နှုတ်လိုက်ရင် 75% ဆိုတဲ့ဟာဒီ12ပဲရည်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့ current အနေနဲ့ကြည့်မယ်ဆိုရင်လည်းစောနာ 19.5 carat ဆိုတဲ့ဟာကနေ 1.5 carat ကိုနှုတ်ကြည့်လိုက်ပါအဲ့ဒါဆိုရင် 18K ဆိုတဲ့18 carat ရောက်ပါတယ်အဲ့18 carat ဒီ12ပဲရည်ကိုညွှန်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က16ပဲတနည်းအားဖြင့်ပဲရည်တွေကျွန်တော်တို့ percentage တွေကျွန်တော်တို့ carat တွေတစ်ခုနဲ့တစ်ခုဘယ်လို conversion ဖြစ်တယ်ဘယ်လိုမှတ်ရမယ်ဆိုတဲ့ဟာလေးကျွန်တော်တို့အကုန်လုံး
message လေးရသွားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဗီဒီယိုကြည့်တဲ့အခါမှာတစ်စိမ့်တရေသားအပြင် message လေးရမယ်လို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်နောက်အကြောင်းအရာလေးတွေအတွက်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်